ဒီနေ့တော့အေးကန်တန်ရှင်းရပါတော့အေးတန်ရှင်းလောက်အေးကန်ဆိုမဲ့ဟိုဒီဘက်ကတော့ဒီ micro နဲ့ fish တော့မပါဘူးဒီဘက် vegetable room ကို clean လုပ်ရမယ်နော်ဖုံးညောင်ကပြောပါတယ်အဲ့တော့တန်ရှင်းလုပ်ရမယ်โอเคပါ let's go let's go let's go VGTV room အဲ့လိုလုပ်ရမလဲဆိုတော့ဒီအောက်ကဒီဟာတွေခွာပြီးတော့အောက်ကဟာတွေကိုဒီဘက်စီးလေဟောက်တိုင်ပါပဲဟိုဘက်ချမ်းတော့ခုနကတော့ဒါတွေတော့နည်းနည်းလေးလေဝိုက်ပါနော်နည်းနည်းဒီဘက်ချမ်းကနည်းနည်းပြောင်းသွားပြီဟိုဘက်ချမ်းကြံပါသေးတယ်ဒီဘက်ချမ်းလောက်ပါမယ်ဒီဘက်ချမ်းရဲ့အောက်ကနေရာတွေလောက်ပါမယ်မနေ့ကအဲ့လိုပေါ့နော်ဒီ stock ကောက်တာပေါ့နော် stock ကောက်တာမဲဆိုမလိုဘူးပေါ့နော်ကြောင်ကြီးဆိုတဲ့အတိုင်းပဲပေါ့နော်ဒီဥမာဘယ်လိုပြောမလဲတခွားသီးတွေဘဏ္ဍလုံးရှိတယ်ဂေါ်ဘီတွေမဆိုရင်ဂေါ်ဘီတွေဘယ်လောက်ရှိတယ်ဘာညာအမှန်တည်းကဟိုပါပေါ့Chinese cabbage တွေဆိုလည်းဘယ်လောက်ရှိတယ်ဘာညာပေါ့နော်ဆိုတော့အဲ့လောက်ထိပထမတင်မောတော့မလို့ဆိုတာကပထမတင်မောတော့ချက်ကြီးကိုအာနာလွှဲပေးလိုက်တယ်နော်ချက်ကြီးကိုသူကအေဘိုးဆိုင်နဲ့ပေးလိုက်တယ်ချက်ကြီးကသူ့ချက်ပြီးတော့ဒါပြီးအခုကြောင်ရအဲ့လိုမဟုတ်ဘူးကုန်းညောင်ရအဲ့လိုမဟုတ်ဘူးပေါ့နော်တကူချင်းစီလိုက်ပြီးတော့သူကနေပြီးတော့မနိုင်မရင်ကိုနဲ့ချက်ကြီးတယ်မဟုတ်ဘူးဟိုတွေရောအဖိုးစင်းရော AB တွေရောပြီးတော့ဂရက်တွေရောသူတွေမှာပြင်မယ်မနေ့ကကျွန်တော်ညနေ6နာရီတည်းက6နာရီလောက်တည်းစဆင်းတာဘယ်ချိန်မှပြီးလဲဆိုတော့10နာရီခွဲမှပြီးတယ်ဒါပေမဲ့10နာရီခွဲဒါပေမဲ့မနေ့ကတနာရီနောက်ပြန်ဆုတ်တော့9နာရီခွဲပြီးတယ်ဟိုပြီးတော့နောက်နေ့ကြောက်လဲဟိုတက်ကလူရဲ့ပြန်ဆင်းရသေးတယ်အလုပ်ပြန်ဆင်းရတော့ပြန်မှန်းတာပေါ့ဒါလိုပါပဲတင်မောသားဘွားတော့ဒါဒီလိုပဲโอเคပါဘိုင်